အာဆင်နယ်ဖန်တွေအားလုံးပဲမင်္ဂလာပါကျွန်တော်အာဆင်နယ်တင်းကနယူကာဆယ်ကိုခက်ခဲကိုကစားခဲ့ရပြီးတော့မှနိုင်ပွဲရခဲ့ပါတယ်တကယ်တော့နယူကာဆယ်နဲ့အာဆင်နယ်နဲ့ရှင်တော့အာဆင်နယ်ဟာကိုပြအနိုင်ရန်ခဲ့တင်ပါတယ်ဒါပေမဲ့လည်းအားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်အာဆင်နယ်ကစားသမားတွေကအခွင့်အရေးကိုဖြုံးတီးခဲ့ကြပါတယ်ကံကောင်းလို့သာတကူကိုမရှိနဲ့နိုင်ခဲ့တယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ဆိုတော့အခွင့်အရေးတွေကိုဖြုံးတီးခြင်းကဒါကျွန်တော်ပြီးခဲ့တဲ့ပွဲတွေမှာပြန်ကြည့်မယ်ဆိုတော့အခွင့်အရေးတွေကိုဖြုံးတီးတယ်ပွဲပေါ်မှာတကယ်ကိုစိတ်နှစ်ပြီးတော့မကစားကြတာပေါ့နော်နိုင်ပွဲရလို့ချင်မှုတွေအောင်မြင်မှုကိုစားလောင်မှုနည်းပါးနေတဲ့ကစားသမားတွေဖြစ်တဲ့အတွက်အာဆင်နယ်ဟာပွဲတိုင်းနေပါမှာကိုတော်တော်လေးကိုရင်လေးစရာကြီးတဲ့လူတွေအတွက်ရင်လေးစရာကောင်းကစားခဲ့ပါတယ်ဆိုတော့အစ်ဇေးရဲ့စူးစမ်းအားထုတ်မှုကတော့နောက်ပိုင်းပွဲတွေမှာကျွန်တော်တို့သိတာတဲ့လားအာဆင်နယ်ကစားသမားတွေအားလုံးထဲမှာအစ်ဇေးကတော်တော်လေးကိုသိတာလွန်းလာပြီဆို rice နဲ့အရင်ကတော့ rice ပေါ့လက်ရှိမှာတော့ is ကပိုတိတာလားသူကတကယ်ကိုစားလောင်တာပေါ့နော်အာဆင်နယ်ကိုနိုင်ပွဲရစေချင်တယ်သူ့ရဲ့စူးစမ်းအားထုတ်မှုကအာဆင်နယ်တည်င်းလုံးမှာတော့လက်ရှိမှာတော့ is ကထင်းထင်ရှားရှားဖြစ်တယ်အဲ့လိုစိတ်ဓာတ်မျိုးကရှိတင်တာဗျကျန်တဲ့ကစားသမားတွေကတော့တော်တော်လေးကိုပုတ်ပြက်နိုင်လွန်းတယ်လို့ပဲကျွန်တော်ပြောချင်တယ်ဆိုတော့အာဆင်နယ်ကလက်ရှိမှာမန်စီးတီးတဲ့တပွဲပိုကစားထားပြီးတော့အမှတ်ပေးစရာကိုဥဆောင်ထားတယ်ဒါကကောင်းပါတယ်ဒါပေမဲ့အမန်စီးတီးကတောက်လျှောက်နိုင်ပွဲပြန်ရခဲ့မယ်ဆိုရင်တော့အာဆင်နယ်အနေနဲ့မတိချပါဘူးဆိုတော့အာဆင်နယ်အနေနဲ့လက်ကျန်ပွဲပါကဘယ်တော့မှမလိုတော့ဘူးဒါ၄ပွဲကျန်တဲ့၄ပွဲကိုလုံးဝပြက်သားနဲ့အနိုင်ကစားဖို့လိုထားတယ်လိုအပ်တယ်ပြီးရင်ဒါကလည်းအမခံချက်မရှိတဲ့အရာဖြစ်တဲ့အတွက်ဂိုးပြတ်တကယ်ဆိုတော့ပွဲတိုင်းကိုဂိုးပြတ်နေပါတွန်းပြီးတော့ကိုအာဆင်နယ်ကဥဆောင်ထားတင်တာပေါ့နော်လက်ရှိမှာတော့မန်စီးတီးကလည်းပွဲတိုင်းလိုကိုနိုင်ပွဲဆက်နေပါတယ်တော်တော်လေးလည်းခြေစွမ်းတည်ငြိမ်တယ်ကောင်းမွန်တဲ့လက်ရှိပရီးမီးယားလိရဲ့အကောင်းဆုံးအသင်းဖြစ်မန်စီးတီးကလက်ရှိမှာတော့တိတာကြီးကိုရပ်တည်နေပါတယ်ဆိုတော့လာမယ့်ပွဲတွေတောက်လျှောက်ကိုလည်းမန်စီးတီးနဲ့နိုင်ပွဲတွေရသွားဖို့ရများပါတယ်ဘလိုပဲဖြစ်ပါကျွန်တော်အာဆင်နယ်ကတော့မျှော်လင့်ချက်ရှိနေပါသေးတယ်ဆိုတော့မန်စီးတီးအနေနဲ့လက်ကျန်ပွဲတွေကိုအကုန်လုံးနိုင်သွားမယ်လို့တော့ကျွန်တော်ပြောလို့မရဘူးထို့တူပဲအာဆင်နယ်နဲ့လည်းလက်ကျန်ပွဲတွေကိုအကုန်လုံးမနိုင်ဘူးလို့လည်းပြောလို့မရဘူးဆိုတော့နောက်ဆုံးထိတော့ကျွန်တော်ကြည့်သွားမှာဖြစ်ပဲဘယ်လိုပဲဖြစ်အာဆင်နယ်အသင်းတွေကတော့အခွင့်အရေးမန်စီးတီးတဲ့ဆိုင်နဲပါနေတာဖြစ်တဲ့အတွက်လက်ကျန်ပွဲအားလုံးကိုဂိုးပြတ်တွေကြီးဒါအနိုင်ရအောင်ကစားဖို့ရန်လိုအပ်နေဖြစ်ပါတယ်တော်တော်လေးတဲ့အာဆင်နယ်တို့ရင်လေးစရာကောင်းတဲ့အခြေအနေတွေကိုလက်ရှိမှာတော့အာဆင်နယ်အသင်းနေနဲ့ဖန်တီးထားပါတယ်ပရိသတ်တွေကလည်းစိတ်ပြည့်ရမလို့မပြည့်ရမလို့နဲ့ဆက်ပြီးတော့အားပေးနေကြဆဲဖြစ်ပါတယ်ဘယ်လိုဖြစ်ကျွန်တော်အာဆင်နယ်ဖန်တွေအနေနဲ့လည်းအာဆင်နယ်ဖန်ပီတကောင်းတဲ့ဖြစ်စေဆိုးစီဖြစ်စေကျွန်တော်အာဆင်နယ်တွေကိုဆက်ပြီးအားပေးသွားဖို့ရန်ဖြစ်ပါတယ်လာမယ့်ပွဲတွေမှာဆိုတော့ဒါချန်ပီယံလိပွဲတွေအက်တလက်တီကိုမက်ဒရစ်နဲ့ကန်ရမယ်တကယ်တော့ဒါအာဆင်နယ်ကအပွဲတွေမှာတောက်လျှောက်နိုင်ခဲ့တယ်ဆိုတော့လာမယ့်ပွဲတွေကလည်းတော်တော်လေးကိုကြောက်ခမန်းလေးအာဆင်နယ်ပရိသတ်တွေတွေးတောရမယ့်ပွဲတွေကြီးပဲဖြစ်လာအောင်မှာဖြစ်ပါတယ်ဆိုတော့ဆက်လက်ပြီးအားပေးကြပါစို့လို့ပြောရင်ဒီလိုချုပ်ပါတယ်ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်